မင်္ဂလာပါရှင်ကျမတို့ channel လေးပြန်တဲ့ကြိုဆိုလိုက်ပါရှင်ယနေ့တွင်ဖန်စီထိတ်ထိန်ခန့်ထားတဲ့လူတစ်ကောင်ဆောင်ဒေါ်ဆက်စုကြည်အားနေပြည်တော်ရှိသမ္မတရုံးတွင်အခမ်းအနားဖြင့်ကြိုဆိုပွဲပြုလုပ်ကတရားဝင်ပြန်လည်လွတ်ပေးလိုက်ပြီးဖြစ်ကြောင်းနေပြည်တော်စီအုပ်ချုပ်တပ်တွင်အတွင်းစီတရင်မြင့်များထံမှတရှိရပါသည်အဆိုပါတပ်တွင်တရင်များနှင့်မြေပြင်သုံးသက်ချက်များရာဆဲစုကြည်နိုင်ငံရေးစစ်ရေးနှင့်နိုင်ငံတကာတနမန်ရေးရမျက်နှာစာများတွင်အဖက်ဖက်ကနေအကျက်တဲ့အဆုံးစွန်တီဆက်ရောက်နေရသဖြင့်ယခုကဲ့သို့လူတစ်ကောင်ဆောင်ကိုမဖြစ်မနေပြန်လည်လွတ်ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါသည်သမ္မတရုံးတွင်တရားဝင်ကိုပြုကျိုးဆိုပွဲပြုလုပ်ကနိုင်ငံတော်အာဏာကိုပြည်သူ့ထံပြန်လည်လွှဲပြောင်းပေးရမယ့်လမ်းစာတစ်ခုအဖြစ်ဖန်တီးလာခြင်းဖြစ်တယ်လို့ဆိုထားခဲ့ကြလည်းဖြစ်ပါသည်ဤသတင်းတွေကြောင့်နေပြည်တော်တကွေရှိဝန်ထမ်းများနဲ့မြေပြင်တပ်တွင်ပိုင်းများတွေပါလောလောကခန့်ဖြစ်ပေါ်နေပြီးတနိုင်ငံလုံးရှိမိဘပြည်သူများအကြားမှာလည်းမျောလင့်ချက်အခြေဟုန်မြင့်တက်နေခဲ့လည်းဖြစ်ပါသည်ယခုကဲ့သို့မိမိတို့မတရားဖန်ဆီးထားတဲ့လူတွေကောင်စားတော်ဇက်စုကြည်ကိုသမရယုံမှာကြိုးဆိုပွဲလုပ်ပြီးပြက်လက်လွတ်ပေးတော့မယ်ဆိုတဲ့သတင်းတွေကြောင့်နေပြည်တော်စီယုံချိုတွင်ရှိစကားဆောင်များနဲ့ဗိုလ်ချုပ်ကြီးများသည်မိမိတို့ရဲ့အာဏာသိမ်းမှုကြီးလုံးဝအုပ်တုံရှုံးနေသွားပြီးပြည်သူအာဏာပြည်သူထံပြန်လည်ရောက်ရှိတော့မယ့်တမိုင်းပေးတရားစီရင်မှုကိုရင်ဆိုင်လိုက်ရတဲ့ဖြင့်စောင့်တည်ရမရပဲအကြီးအကျယ်သလိုချောက်ချလျက်ရှိနေကြကြောင်းသိရပါသည်ပြည်သူလူထုနဲ့နှွေးတော်ရစုများကတော့ဤဒီမှာလူထုအင်အားနဲ့တော်လှန်ရေးအရှိန်ဟုန်ကြောင့်ရရှိလာမယ့်တမိုင်းဝင်အောင်ပွဲကြီးတစ်ခုဖြစ်ရှုမြင်ရင်ယနေ့မှာအမှန်တကယ်လွတ်မြောက်လာမယ့်နောက်ဆက်တွဲဖြစ်စဉ်များနဲ့တရားဝင်ထုတ်ပြန်ချက်များကိုမျက်ခြေမပြတ်ဆက်လက်စောင့်ကြည့်လျက်ရှိနေပါတယ်။တချို့သောအတွင်းစစ်ရေးနဲ့နိုင်ငံရေးသတင်းလိလာသူများရဲ့သုံးသပ်ချက်အရယခုကတည်းကလူတကောင်ဆောင်ပြန်လည်လွတ်မြောက်လာမယ့်အခင်းချင်းဟာစစ်ကောင်စီအုပ်ထားမင်းအောင်လှိုင်နဲ့ကြိုတင်ကလှုပ်ဝက်သဘောတူညီချက်တချို့ရရှိပြီးရဲ့နောက်မှသာဖြစ်ပေါ်လာခြင်းဖြစ်နိုင်ကြောင်းသတင်းများထွက်ပေါ်ပါတယ်။အဆိုပါအတွင်းသတင်းများရဲ့သုံးသပ်ချက်အရမင်းအောင်လှိုင်နဲ့စေအုပ်စုတီလက်ရှိတွင်စစ်မျက်နှာအပြင်တည်တည်နိုင်အရေးနှိမ့်နေခြင်းနိုင်ငံတကာရဲ့ပိတ်ဆို့မှုများနဲ့တရားရုံးရဲ့အရေးယူမှုများကြောင့်အဖက်ဖက်ကနေထွက်ပေါက်ပိတ်နေခြင်းတို့ကြောင့်မိမိတို့အသက်ဘေးအနေရေးရှိအကျိုးစီးပွားအတွေ့နိုင်ငံရေးအရာအပေးအယူလုပ်ရန်ညှိနှိုင်းမှုများရှိနိုင်ခဲ့တယ်လို့ဆိုခဲ့ကြပါတယ်။စကောက်ဆောင်များသည်၎င်းရဲ့ဘေးကင်းလုံခြုံစွာအနားယူခွင့်ဒါမှမဟုတ်အခုပြောင်းကာလနိုင်ငံရေးအရာတညာခွင့်ရရှိအတွက်လူတစ်ကောင်ဆောင်ကိုလွတ်ပေးကသဘောတူညီချက်ရယူရန်ကြိုးပမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်းမြေပြင်စစ်ဘက်သတင်းမြင့်များအကြားမှာတန်ရာများဖြင့်ဆွေးနွေးမှုများမြင့်တက်နေကြောင်းသိရပါတယ်။ယခုကဲ့သို့မင်းအောင်လှိုင်နဲ့လူဝတ်သဘောတူညီချက်ရရှိပြီးမှလွတ်မြောက်လာခြင်းဖြစ်နိုင်တယ်ဆိုတဲ့သတင်းများကြောင့်နေပြည်တော်စီအုပ်ချုပ်တွင်ရှိတခြားသောစစ်ကောင်ဆောင်များနဲ့ဗိုလ်ချုပ်ကြီးများသည်မိမိတို့အကြီးအကဲဖြစ်သူက၎င်းတို့တစုလုံးကိုချန်လှပ်ထားခဲ့ပြီးကိုလွတ်ရုံရန်တိကျသဘောတူညီချက်ယူသွားလေသလားဆိုတဲ့တန်ရာစိတ်များဖြင့်စောင့်တည်ရမရပဲအကြီးအကျယ်ထဲနှံချောက်ချလျက်ရှိနေကြကြောင်းသိရှိရပါတယ်။ပြည်သူလူထုနဲ့နှွေးတော်ရစုများကတော့မိသည့်အပေးယူသဘောတူညီချက်မျိုးကိုများသွေးအေးသွားခြင်းမရှိပဲဖက်စစ်စအုပ်စုအမြင့်ပြတ်ရေးကအဓိကလမ်းစစ်အတိုင်းရှုမြင်ရင်မြေပြင်နောက်ဆက်တွဲနိုင်ငံရေးဖြစ်စဉ်မှန်များနဲ့ထုတ်ပြန်ချက်များကိုဆက်လက်စောင့်ကြည့်လျက်ရှိနေပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာကုလအထူးတပ်သမန်ဂျူလီဘီရှော့ရဲ့မြန်မာအရေးနှုတ်ဆက်နေမှုကဘာကမြန်မာနိုင်ငံကိုမီလီယော့သွားစေရန်လှုံ့ဆော်နေမှုအဖြစ်ဝေဖန်ထားတဲ့ဆိုတဲ့သတင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်ရဲ့မြန်မာနိုင်ငံဆိုင်ရာကုလအထူးတပ်သမန်ဂျူလီဘီရှော့ရဲ့မြန်မာအရေးနှုတ်ဆက်နေမှုကဘာကမြန်မာနိုင်ငံကိုမီလီယော့သွားစေရန်လှုံ့ဆော်မှုအဖြစ်မြန်မာအရေးလှုပ်ရှားဆောင်ရွက်နေသူများကဝေဖန်လိုက်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတပ်သမန်အဖြစ်တာဝန်ယူထားတဲ့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးဟောင်းဂျူလီဘီရှော့တီ2025ခုနှစ်ဇွန်လနဲ့စက်တင်ဘာလအတွင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအထွေထွေပြဿနာများကိုကုလသမဂ္ဂတွင်လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်းဘာမှထပ်မပြောတော့ဘဲနှုတ်ဆက်နေခဲ့ပါတယ်။လွန်ခဲ့တဲ့တနင်္လာနေ့ကကုလသမဂ္ဂအထူးတပ်သမန်ဂျူလီဘီရှော့တီ၎င်းတို့ကြီးကြပ်နေရတဲ့အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံရဲ့ဆိုးရွားလာတဲ့အခြေအနေများကိုအကဲဖြတ်တင်ပြရာတွင်ပဋိပက္ခဖြစ်ပွားနေတဲ့အစုအဖွဲ့များအကြားတိုက်ပွဲများနဲ့လူသားချင်းစာနာမှုဆိုင်ရာပြဿနာများပုံမှုဆိုးရွားလာနေကြောင်းထောက်ပြခဲ့ကြပါတယ်။ဂျူလီဘီရှော့အနေဖြင့်2025ခုနှစ်ဇွန်လကကုလသမဂ္ဂအထွေထွေညီလာခံသို့အစီရင်ခံစာတင်ပြခဲ့ပြီးနောက်ပိုင်းမြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုနဲ့နိုင်ငံရေးအခြေအနေများမှာတိုးတက်ပြောင်းလဲလာခြင်းမရှိသေးပါဘူး။အလားတူပင်2025ခုနှစ်စက်တင်ဘာလတုန်းကမြန်မာနိုင်ငံရဲ့ဘက်ပေါင်းစုအကြက်တက်များသည်ချက်ချင်းအာရုံစိုက်မှုနဲ့အရေးယူဆောင်ရွက်မှုများလိုအပ်နေတယ်လို့
ရိုဟင်ဂျာမွတ်စလင်များနဲ့တခြားလူနည်းစုများအရေးကိုညီညွတ်နေအထွေထွေညီလာခံတွင်၎င်းကအလေးနဲ့ပြောကြားခဲ့တော်လည်းပဲအခြေအနေများမှာသက်သာလာခြင်းမရှိသေးပါဘူးမြန်မာနိုင်ငံ၏ကမ္ဘာပေါ်တွင်အပြည့်အထန်ငတ်မှုခေါင်းပေါက်မှုတံကိုလက်ရှိရင်ဆိုင်နေရတဲ့ကုလသမဂ္ဂကသတ်မှတ်ထားတဲ့နိုင်ငံ10နိုင်ငံစင်းတွင်ပါဝင်နေတာဖြစ်ပါသည်အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM ရဲ့ယခုနှစ်ဧပြီလထုတ်ပြန်ချက်အရအန်ဒမန်ပင်လယ်ကပလီပင်လယ်အတွင်းရိုဟင်ဂျာဒုက္ခသည်အများစုလိုက်ပါလာတဲ့လေဒဇင်သိမ်းမှမှုကြောင့်လူပေါင်း150ခန့်သေဆုံးခဲ့ရလည်းဖြစ်ပါသည်။ချုပ်ပြင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့အချက်အလက်များအရ2025ခုနှစ်အတွင်း၌လည်းရိုဟင်ဂျာ429ပင်လယ်ပြင်တွင်သေဆုံးခဲ့ရပါသည်။မြန်မာစစ်တပ်ရဲ့လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုဟုတတ်မှတ်ခြင်းခံခဲ့ရတဲ့နိုင်ငံရေးအရာဖိနှိပ်ညှဉ်းပန်းမှုများကြောင့်နေရာဆွတ်ခွာထွက်ပြေးခဲ့ကြတဲ့ရိုဟင်ဂျာဥယျာဉ်မှာ9,300,000ကျော်ရှိနေပြီဖြစ်ပါသည်။မြန်မာစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်ဒေါ်ဆန်စုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့ဦးဆောင်တဲ့ရွေးကောက်ခံအစိုးရကိုဖြုတ်ချကာမြောက်လိုက်ဦးဆောင်ရေးအာဏာသိမ်းယူခဲ့ပါတယ်။နိုဘယ်ဆုရှင်ဒေါ်ဆန်စုကြည်ဟာဖမ်းဆီးခြင်းခံခဲ့ရပြီးနောက်နိုင်ငံရေးအရရွေးချယ်ရှိကိုဆွဲဆိုထားခဲ့တယ်လို့ကမ္ဘာတဝန်းကရှုတ်ချထားတဲ့အမှုများဖြင့်ထောင်ဒဏ်10စုနှစ်ပေါင်းများစွာချမှတ်ခြင်းခံခဲ့ရပါတယ်။လက်ရှိတွင်၎င်းအားမြန်မာအာဏာပိုင်များကသတ်မှတ်ထားတဲ့နေရာဟုခေါ်ဆိုတဲ့နေရာတစ်ခုတွင်ထိန်းသိမ်းထားတာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံအတွင်းအိုးအိမ်ဆွန့်ခွာထွက်ပြေးနေရတဲ့ပြည်တွင်းဒုက္ခသည်ဥယျာဉ်မှာ3.6 တန်းနီးပါးရှိနေပြီးလူဦးရေတန်း20ခန့်မှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီများလိုအပ်လျက်ရှိနေပါတယ်။2025ခုနှစ်အတွင်းစစ်ကောင်စီရဲ့ဒေကြောင်းလိုက်တိုက်ခိုက်မှုများကြောင့်အရသာအနည်းဆုံး982ဦးသေဆုံးခဲ့ပြီးရင်းမှာယခုနှစ်ထက်53ရာခိုင်နှုန်းအထိတိတိတသားမြင့်တက်လာခြင်းဖြစ်ပါတယ်။ရင်းအပြင်အနည်းဆုံးကလေးငယ်189ဦးသေဆုံးခဲ့ရတဲ့ပြင်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းကလေးငယ်များအတွက်သေဆုံးမှုအများဆုံးစိုးရိမ်စရာနေ့တစ်နှစ်ဖြစ်ခဲ့ပါတယ်။မြန်မာအရေးကိုအနီးကပ်စောင့်ကြည့်နေတဲ့ကုလသမဂ္ဂပြန်ကြားရေးအရာရှိဟောင်းနဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံတာဝန်ခံမှုရှိရေးစီမံချက်ရဲ့အကြီးအကဲ Craig Guinness ကဂျူလီဘီရှော့ရဲ့ကာလကြာရှည်နှုတ်ဆက်နေမှုများဟာမြန်မာအရေးကိုကမ္ဘာအာရုံစိုက်မှုအပြင်ဘက်သို့ရောက်ရှိမေးမိသွားစေရန်လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်နေကြောင်းဝေဖန်ခဲ့လည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်ကုလသမဂ္ဂအထူးတပ်မန်များအနေဖြင့်မိမိတို့တာဝန်ယူထားရတဲ့ကိစ္စရပ်များကိုကမ္ဘာကအမြတ်တစေသတိပြုမိနေစေရန်ရှစ်တန်းတွင်ထားရှိရမှာဖြစ်ပြီးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုလည်းအဆိုပါနိုင်ငံရဲ့နိုင်ငံရေးနဲ့တခြားပြဿနာရပ်များနဲ့ပတ်သက်၍အမြဲတမ်းအခြေအနေနောက်ဆုံးရသတင်းများပေးပို့နေရမှာပဲဖြစ်ပါတယ်။ဂျူလီဘီရှော့ကိုခန့်အပ်ခဲ့တဲ့ကုလသမဂ္ဂထွေထွေတွင်မှုချုပ်အန်တိုနီဂူတာရက်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်စတီဖန်ဒူဂျာရစ်ကတော့မေလ22ရက်နေ့တွင် Fast Blue တရင်ဌာနသို့အီးမေးလ်မှတဆင့်တုံ့ပြန်ခဲ့ရတဲ့အထူးတမန်အနေဖြင့်မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုများအပေါ်မှာဩဇာတက်ရောက်မှုရှိတဲ့အစုအဖွဲ့များအပါအဝင်တပ်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ဆက်တွဲညှိနှိုင်းမှုများပြုလုပ်နေကြောင်းလာမယ့်2016ခုနှစ်ဇွန်လအတွင်းကုလသမဂ္ဂထွေထွေညီလာခံတွင်လူသိရှင်ကြားလာရောက်အစည်းအဝေးခံရှင်းလင်းမှာဖြစ်ကြောင်းပြောဆိုထားခဲ့လည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလတွင်သူမတီ၎င်းရဲ့ကိုပိုင်ကုမ္ပဏီဖြစ်တဲ့ Julie Bishop and Partners မှတဆင့်Eton ဟုခေါ်တဲ့ဩစတြေးလျတပ်တူဖော်ရေးကုမ္ပဏီတစ်ခုတွင်နှစ်ခါစအကြံပေးအရာရှိအဖြစ်လည်းတာဝန်ယူခဲ့လည်းဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်စတီဖန်ဒူဂျာရစ်ကတော့အထူးတမန်အနေဖြင့်ကုလသမဂ္ဂရဲ့ကျင့်ဝတ်ဆိုင်ရာစီမင်းစည်းကမ်းဆိုင်ရာသတ်မှတ်ချက်အားလုံးကိုလိုက်နာစောင့်ထိန်ပါရယ်ဘာပြဿနာများရှိမနေပါဘူးလို့ကာကွယ်ပြောဆိုခဲ့လည်းဖြစ်ပါတယ်။ဂျူလီဘီရှော့ဒီစကောင်စီကအယတအစိုးရဟုအမိသက်ထားတဲ့အစိုးရအဖွဲ့ဖွဲ့စည်းပြီးနောက်ပိုင်းမြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်ဖြင့်တွားရောက်လက်ပတ်ရန်စစ်စင်ထားလည်းဖြစ်ပါတယ်။စကောင်စီဘက်ကတော့နိုင်ငံတကာရဲ့အတိအမှတ်ပြုမှုရရှိရန်ကြိုးပမ်းနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတော်လည်းပဲခီးစင်သွားမဲ့ရက်စွဲအတိအကျကိုလည်းရှင်းရှင်းလင်းလင်းမသိရသေးကြောင်းဆိုထားခဲ့လည်းဖြစ်ပါတယ်။အားပေးတော့စစ်မှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။